မင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ချင်းပြည်နယ်ဟာခါမြို့ပေါ်မှာအဖြစ်မဲ့လူငယ်3ဦးကိုဖမ်းဆီးတပ်ဖြတ်ပြီးတော်လန်ရေးရဲဘော်တွေအဖြစ်ပုံဖော်ဝါရဖြန့်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ချင်းပြည်နယ်ဟာခါမြို့ပေါ်မှာအကြမ်းဖက်စစ်တပ်ကတာမန်အရက်သားလူငယ်3ဦးကိုဖမ်းဆီးရိုက်နှက်တပ်ဖြတ်ခဲ့ရုံတင်မကပဲရုပ်အလောင်းတွေဘေးမှာတနတ်တွေချပြီးဓာတ်ပုံရိုက်ယူကတော်လန်ရေးတပ်ဖွဲ့ဝင်တွေအဖြစ်လင်းလေဝါရဖြန့်ခဲ့တယ်လို့ဟာခါ CDF ထံကနေသိရပါတယ်ဒီဖြစ်စဉ်ဟာပြီးခဲ့တဲ့မတ်လ26ရက်နေ့ကဖြစ်ပွားခဲ့တာပါဟာခါမြို့ပေါ်မှာနေထိုင်တဲ့အသက်32နှစ်အရွယ်ထောင်းပန်မန်အသက်28နှစ်အရွယ်တော်လီဇန်နဲ့အသက်39နှစ်အရွယ်ထောင်းတင်လျန်ကိုလူငယ်3ဦးဟာမိသားစုကိစ္စနဲ့မြို့ပြင်ကိုထွက်လာခဲ့ကြပါနေသူတို့3ဦးဟာ GTI ကျောင်းအောက်နားမှာရှိတဲ့စစ်တပ်လက်တော်ဥက္ကဋ္ဌဟောင်းကောလျန်ထန်းရဲ့နေအိမ်ဘေးကစစ်ဆေးရေးဂိတ်ကိုရောက်ရှိတဲ့အခါမှာတော့စစ်သားတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ဖမ်းဆီးရတဲ့အကြောင်းပြချက်ကတော့သူတို့ရှိမှလေတနက်မှာအသုံးပြုတဲ့ scope တလုံးပါရှိနေလို့ဆိုတဲ့အချက်ပါပဲ။စစ်ကောင်စီတပ်သားတွေဟာဖမ်းဆီးရမိတဲ့လူငယ်တွေကိုတရားဥပဒေနဲ့အညီစစ်ဆေးမေးမြန်းလာမျိုးလုံးဝမလုပ်ဘဲလူမဆန်တဲ့နီလန်းတွေနဲ့ရိုက်ညက်နှိပ်စက်တပ်ဖြတ်ခဲ့ကြပါတယ်။လူငယ်3ဦးကိုတပ်ဖြတ်ပြီးနောက်မှာတော့စစ်ကောင်စီတပ်သားတွေဟာရုပ်အလောင်းတွေဘေးမှာ rifle တနတ်တွေကိုတမင်တကာအကွက်ဆင်ချထားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဓာတ်ပုံတွေရိုက်ကူးပြီးအဖြစ်မဲ့ဗီဒီယိုတွေကိုလက်နက်ကင်တော်လန်ရေးသမားတွေအဖြစ်ဖန်တီးကလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာသတင်းအမှားတွေနဲ့ဝါဒဖြန့်ခဲ့တာဖြစ်ပါတယ်။ဒီလိုရက်နဲ့ပတ်သက်ပြီးဟာခါ CDF ကတော့ဒါဟာအပြစ်မဲ့ဗီဒီယိုကိုအတူအယောင်လက်နက်ကင်အဖြစ်ဖန်တီးဖို့ကြိုးပမ်းတာဖြစ်ပြီးအမှန်တရားကိုဖုံးကွယ်လို့တဲ့အာဏာရှင်တွေရဲ့အလွန်အများရုပ်မာတဲ့လိမ်လည်လှည့်ဖျားမှုဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ရှုတ်ချထားပါလေ။ဒါအပြင်အပြစ်မဲ့လူငယ်တွေအပေါ်ကျူးလွန်ခဲ့တဲ့ဒီလောက်ရဲ့အတွက်ကျူးလွန်သူတွေအနေနဲ့ပြန်လည်တာဝန်ယူရမယ်လို့လည်းဆိုပါတယ်။လက်ရှိမှာတော့တေဆုံးသွားတဲ့လူငယ်3ဦးရဲ့မိသားစုတွေနဲ့အတူဝမ်းနည်းကြေကွဲအကြောင်းပြောဆိုထားတယ်လို့ဟာခါမြို့ပေါ်မှာနေထိုင်ပဲပြည်သူတွေအထူးသဖြင့်လူငယ်တွေအနေနဲ့စစ်ကောင်စီရဲ့မတရားဖမ်းဆီးတပ်ဖြတ်မှုတွေကိုအထူးတတိပြုကြဖို့နဲ့အာဏာရှင်စနစ်စံချိန်ကြီးမှာကိုယ်တိုင်ပါဝင်ကြဖို့ဟာခါ CDF ကတိုက်တွန်းနှိုးဆော်ထားပါတယ်